သွားပါပြီကွာဆာမွေးကန်လေးကထွက်ချင်းပဲလူတကူလုံးစိုးရွှဲသွားတယ်လှမ်းကြည့်လိုက်တော့ကော်ရီတာအကွေ့မှာကောင်မလေး၃ယောက်ဖြတ်ပြေးသွားတာကိုမြင်လိုက်ရတယ်ခိုင်းနေတွေကရေတံမှုနဲ့ပဲပတ်တာဒီနေ့နောက်ဆုံးနှုတ်ဖြည့်နေမို့လို့နဲ့တူပါတယ်ပုံးတွေကိုလောင်းသွားကြတာမတက်နိုင်ဘူးနေ့လေကကြောင်းလာတာနောက်ကြလို့တခြားသူတွေကအလက်ကြော်ပြီးဖြေကြတာနဲ့နောက်ဆုံးမှဝင်ဖြေရတာကိုပြစ်နဲ့ကိုပဲပေါ့ပါကင်မှာကြောင်းကားတွေတောင်မရှိတော့ဘူးကန်ထဲမှာကောင်လေးတချို့ဂီတာတီးနေကြတယ်ပါဇက်ကဘရုဘရုနဲ့ဆိုတဲ့သချင်းတွေမရှိမဆိုင်ဟိုနေ့ကကောင်မလေးကိုသတိရမိတယ်ကျွန်တော်စိတ်ကူးရင်မိပါတယ်ရုပ်ရှင်နေတဲ့ကလို့စင်းကြံတောင်ကျိုးမှာသူနဲ့များဝင်တိုက်မလားပေါ့တောင်ကျိုးကိုရုတ်တရက်ကွတ်ချလိုက်တယ်ဘယ်သူမှမရှိဘူးကျောင်းထဲမှာလူရှင်းနေပြီ OB2 ဘက်ကိုသွားရှာတယ်မရှိဘူးလဲတဲ့ဆောင်ပေါ်တက်သွားတယ်ကျောင်းဆောင်ကြီးတော့တွေလိုက်ခတ်နေပြီဟုတ်သားပဲ2002ကိုရီးယားဆိုပေမဲ့အတန်းပဲတည်တာဘယ်မှာဖြစ်တယ်လဲမှကျွန်တော်မှမသိတာပန်းအောင်လက်ကင်ပေါ်ကလေးတစ်ထည်ကောက်ရတယ်ဖြန့်ကြည့်လိုက်တော့တိတိကလေးတွေရေးထားတဲ့စာပိုင်လေးတွေတွေ့ရတယ်ပဝါတောင်စုံမှာတော့ချီနဲ့သစ္စာလို့ထိုးထားတယ်နှွေးရလည်းမဟုတ်ဘူးကျွန်တော်ကားရှိရာစီပြန်လျှောက်လာခဲ့တယ်ဟင်ကားဆက်ဖုံးပေါ်မှာစက်ကူငှက်ရုပ်ကလေးတွေခောက်ထည့်ထားတဲ့ပလင်းလေးတစ်လုံးကိုကျွန်တော်တွေ့လိုက်ပါတယ်